ဒေါသကိုအပြတ်ရှင်းကျင်လို့ရှိရင်မေတ္တာဘာဝနာပွားပါတဲ့ဒီလိုပြောမေတ္တာဆိုတာအဒေါသမုန်းတီးခြင်းအလိုမကျမှုကင်းခြင်းလို့ဆိုတဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားဟာအရောဓအဲ့ဒီအရောဓဆိုတဲ့မေတ္တာတရားသည်ဒေါသဆိုတဲ့တရားကိုဖယ်ရှားပြတ်နိုင်ပါတယ်ဒါဖြင့်မေတ္တာဘာဝနာဘယ်လိုပွားရမလဲလို့ဆိုလို့ရှိရင်ကိုအရင်အာယုံစိုက်ကြည့်လိုက်လူတိုင်းဟာကိုရှေးဥစွာအာယုံထားလေးရှိကြဒါကြောင့်မလို့မေတ္တာပို့တဲ့ထဲမှာအဟံအဝေရောဟောမိငါရံကင်းမရစေအပြပစ္စောဟောမိဆင်းရဲကင်းမရစေအာနိကောဟောမိဒုက္ခတွေကင်းမရစေဒုက္ခိအတ္တနံပရိဟရမိချမ်းသာဒုက္ခချမ်းသာခန္ဓာကိုယ်ကြီးရဲ့ဝန်တွေကိုရွတ်ဆောင်မရစေလို့အဓိကကတော့မေတ္တာဘာဝနာပွားတယ်ဆိုတာမေတ္တာမနောကံကိုပွားခိုင်းစိတ်ထဲမှာတတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့စိတ်ကိုအမြဲတမ်းစစ်စစ်မပြတ်မိမိတဏ္ဍာမှာဖြစ်အောင်လုပ်ခြင်းဖြစ်ရှင်တဲ့နှလုံးထဲမှာရှိတယ်ဖြစ်ပေါ်လာတတ်တဲ့ဒေါသတရားကိုဖယ်ရှားပြစ်နိုင်ပါတယ်